အားလုံးမင်္ဂလာပါအဲ့တော့ M1K Finance Accountancy Training ကနေကြိုဆိုပါရစေအဲ့တော့အရင်ဆုံးဒီချိန်နာမည်လေးမိတ်ဆက်ပေးပါစီခြေကတော့ခြေတော်မွေးခင်ဖြစ်ပါတယ်အဲ့တော့ဒီ course လေးကတော့ level 1 2 online course လေးတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့သင်ရမယ့် course ကတော့ခြေတို့ level 1ကိုမှာ book 1 book 2ဆိုပြီးတော့နှစ်အုပ်ရှိမယ် level 2က book 3ဆိုပြီးတော့ခြေ book 3အုပ်ထုတ်ထားတယ်ပေါ့နော်အဲဒီအတွက်ဒီ book 1မှာတော့ double entry နဲ့ပတ်သက်တဲ့အသေးစိတ်သင်ရမယ့်အခြေခံချက်လေးတွေပါမယ်။ Now book 2ကတော့ level 1နဲ့ပတ်သက်တဲ့ chapter 9ခုကိုသင်ရမယ်။ Now level 2ထဲမှာတော့ chapter 7 9ခန်းသင်ရမယ်ပေါ့နော်။အဲ့တော့ level တစ်ခုပြီးတာနဲ့ level 1တစ်ခုပြီးတာနဲ့ chapter တစ်ခုဖြည့်တယ်။အဲ့တော့ဒီသင်ခန်းစာတွေကိုကျင့်ကြံမှုရှိလားနားလည်ရလားဆိုတာကိုလာမေးတဲ့သဘောအနေနဲ့ test 1တစ်ခုဖြည့်ရမယ်ပေါ့နော်အဲ့တော့မိကွန်းက100ဆိုတော့အောင်မက50ပေါ့ now level 2ကြရင်လည်း level 2စာအုပ်ပြီးသွားပြီဆိုရင်ကျွန်တော် test တစ်ခုမေးတယ်အဲ့ဒီ test ကလည်းကျွန်တော်100ဘူးမေးမယ်အခန်း5ကမှတပုတ်ကိုမှတ်20ဘူးနဲ့အဲ့တော့100ဘူးမေးတယ်အဲ့မှာ50နဲ့အောင်နေဆိုရင်ကျွန်တော်က level ခုန1နဲ့1မှာဖြည့်တဲ့ test တစ်ခုနဲ့2မှာဖြည့်တဲ့ test တစ်ခုရဲ့နှစ်ခုရဲ့အမှတ်ကိုပေါင်းပြီးပြန်မြတွက်လိုက်တဲ့အခါမှာအောင်မှတ်50ထက်ရတယ်ဆိုရင်တော့ certificate ထုတ်ပေးတယ်ပေါ့နော်အဲ့တော့ဒီ level 1 2သင်တန်းလေးကို join တဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်အဲ့တော့ဒီနေ့ကတော့ခြေတို့ level 1ကိုမှဟလာ introduction သဘောအနေနဲ့သိရမယ့်ဟာလေးတွေပြောပြပြီးတော့ခြေသင်ခန်းစာဆက်သွားမယ်ပေါ့နော်အဲ့ဆိုရင်လေ့လာကြည့်အောင်အဲ့ဆိုစကြည့်အောင်အဲ့တော့တစ်ခါလေကြာရင်ဒီ level 1 2ဒီအခြေခံဖြစ်တဲ့အတွက်ကြောင့်အသုံးနှုန်းလေးတွေဒီအခုမှတွေ့တာမို့လို့နည်းနည်းလေးမှတ်ရမယ့်ဟာတွေဖြစ်နိုင်မယ်ဆိုရင်တော့ကြည့်ရမယ်ပေါ့နော်အဲ့တော့အဲ့ဒီကိစ္စလေးတွေပါတယ်ဆိုတော့နည်းနည်းကြက်စရာလေးတွေပါတယ်အဲ့ချက်ဆိုရင်ကြည့်ရမယ်ပေါ့နော်အဲ့ဒီကိစ္စလေးတွေမှတ်ပြီးပါချက်ပါဆိုရင်ကြည့်ရမယ်ပြီးရင်ကိုယ့်ရဲ့ရေးတဲ့စာအုပ်ထဲမှာလည်းနားထောင်ပြီးအလှရေးကြည့်မယ်အဲ့တော့ exercise တွေပါပြီဆိုရင်ကိုယ့်ရဲ့ရေးတဲ့စာအုပ်ထဲမှာတစ်ခေါက်ပြန်တွက်မယ်အဲ့ဒါဆိုရင်တော့ခြေတို့ဒီ online ဆိုပြီးမယ်စာလုံးရတာပို့ပြီးတော့လွယ်သွားမယ်ပေါ့နော်အဲ့ဆိုကျတော့ bookkeeping ပေါ့ bookkeeping အဓိပ္ပာယ်လေးဒီစီးရင်မှတ်ခြင်းဆိုတာဘာတွေကိုမှတ်တာလဲဒီလုပ်ငန်းနဲ့ပတ်သက်တဲ့ transaction တွေပေါ့ဒီစီးရင်နဲ့ပတ်သက်တဲ့အဖြစ်အပျက်တွေကိုဘယ်ထဲမှာမှတ်တယ်ဆိုစီးရင်နဲ့ပတ်သက်တဲ့စာအုပ်ထဲမှာမှတ်တာအဲ့ဆိုဒီစာအုပ်တွေကဘယ်နှအုပ်ရှိလဲဆိုကျွန်တော်နောက်ပိုင်းမှာသင်ရမယ်စာအုပ်တွေက9အုပ်ရှိတယ်ဥပမာအကျွေးရောက်ရင်အကျွေးရောက်စာအုပ်ထဲမှာမှတ်မယ်အကျွေးဝယ်ရင်အကျွေးဝယ်စာအုပ်ထဲမှာမှတ်မယ်အဲ့တော့အဲ့ဒီလိုမျိုး day book တွေ9အုပ်ရှိလိမ့်မယ်ဆိုတော့အဲ့9အုပ်ကကျွန်တော်နောက် chapter မှာပြောလိမ့်မယ်နော်လောလောဆယ်တော့တင်းတော်တဲ့စာအုပ်ထဲမှာစီးရင်ရေးမှတ်ခြင်းကိုဒါဘာလုပ်တာလဲ bookkeeping လုပ်တယ်လို့ခေါ်တယ်အဲဆိုဘာလို့စီးနေမှကြတာလဲပေါ့နော်ဒါဆို why must copycat ဘာလို့စီးနေမှလဲဆိုရင်ဒီပိုင်ရှင်တွေပေါ့နော်လုပ်ငန်းလုပ်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေဒီအမြဲတမ်းသူတို့လုပ်လိုက်တဲ့စီးပွားရေးတစ်ခုကမြက်လားရှုံလားသူအမြဲတမ်းသိချင်တယ်ဒါကြောင့်သူတို့အမောင်းက profit ကဘယ်လောက်ဖြစ်နေတယ်နော်ပြီးရင်သူတို့လုပ်ငန်းမှာပစ္စည်းတွေပိုင်ဆိုင်မှုတွေဘယ်လောက်ပိုင်ဆိုင်ထားပြီလဲ owns OWN နဲ့ဆုံးတယ်နော်ကိုလုပ်ငန်းမှာပိုင်ဆိုင်မှုတွေဘယ်လောက်ပိုင်နေပြီလဲ amount of money ပတ်စံပမာဏ O ဆိုတာဒီပေးစရာရှိတယ် E နဲ့ OWE ဆိုရင်ပေးစရာရှိတယ် OWN ဆိုရင်ပိုင်ဆိုင်တယ်နော်အဲဆိုရင် O ရင်ပေးစရာဘယ်လောက်ရှိနေလဲအကျွေးတွေဘယ်လောက်ရှိနေလဲအဲ့ဒါတွေကိုအတိအကျသိချင်တဲ့အတွက်ကြောင့်မလို့နေ့စဉ်စီးရင်လေးတွေအဝင်ထွက်တွေကိုစီးရင်ရေးဆွဲရတယ်ပတ်စံပေးပြီးစီးရင်ခိုင်းနေငှားထားတယ်ဒါတွေဒီသူတို့မလုပ်ချင်လို့လေလုပ်ငန်းတစ်ခုမှာသူတို့အရှုံးမြတ်သိချင်တဲ့အတွက်ကြောင့်မို့လို့ဒါတွေကိုသူတို့ရေးမှတ်ထားတယ်ပေါ့နော်အဲ့ဒီသဘောပေါ့နော် accounting ရဲ့ function ကဘာတွေလဲ accounting ဆိုတာစီးရင်ရေးမှတ်ခြင်းဆိုတာကဘာတွေလဲအဲဆိုတော့ accounting ရဲ့ function ပေါ့အခြေခံသဘောတရားကဘာကိုပြောချင်တာလဲဆိုရင်တော့ function ပေါ့လှုပ်ဆောင်မှုတွေဘယ်လိုလှုပ်ဆောင်ရတာလဲအဖြစ်ပြက်တစ်ခုဖြစ်ပြီးပေါင်ချတစ်ခုထွက်လာပြီအဲ့ဒီပေါင်ချတစ်ခုထွက်လာရင်ဘယ်စာအုပ်ထဲမှာရေးဆွဲရမလဲ analyze လုပ်မယ်ခွဲခြမ်းစိတ်ဖြာမယ်ဘယ်စီးရင်လဲအမျိုးအစားက income မျိုးစားလား expense မျိုးစားလားဆိုတဲ့ဟာကိုရွေးချယ်ရမယ် analyze လုပ်ရမယ်ပြီးရင်အဲ့ဒီစီးရင်တွေကိုလာစဉ်ကိုကဘယ်လာနေရှာလက်ကျန်တွေချုပ်ပြီးရင် summarize လုပ်ရမယ်ဆိုတာဒီလာစဉ် try ချုပ်ရမယ်ပေါ့နော်လာချုပ်တွေဆွဲရမယ်ပြီးရင်နောက်ဆုံးနှစ်ကုန်ပြီဆိုရင်ခုန businessman ကို owner ကိုဘလောက်တော့ဟလာရှိတယ်အရှုံးမြတ်ဘလောက်ရှိတယ်လက်ကျန်ရှင်နဲ့ဘလောက်ကြိုက်ထားတယ်ဆိုတာကို report လုပ်ပေးရမယ်အဲဆို reporting လုပ်ရမယ်ဆိုတော့အဲ့ဒီအဖြစ်ပြက်တွေအားလုံးကိုဖြစ်တဲ့ function တွေအကုန်လုံးဒီဘာကြီးလဲ accounting ဆိုတဲ့နေရာမှာပါမယ်
ဟုတ်ပြီနော်နောက်တစ်ခုလုပ်ငန်းတစ်ခုမှာမျိုးစားဘာတွေရှိလဲလုပ်ငန်းမျိုးစားဘာတွေရှိလဲ business entity types of business entity အဲဆို types of business entity ဆိုရင်၃မျိုးရေးဘူးရရှိတယ်ဒီ၃မျိုးလုံးခြေ level 1 2မှာဆွေးနည်းတင်ရမယ်နော် sole trader ဆိုရင်လက်ကျန်ရှင်းနှန်းအရှုံးမြတ်စရင်ဘယ်လိုချုပ်မလဲနောက် partnership ဆွဲရင်ကောအမြတ်ဒီခွဲဝေဝူရန်ဘယ်လိုဆွဲရမလဲလက်ကျန်ရှင်းနှန်းဘယ်လိုကိုင်ရမလဲကုမ္ပဏီဆိုရင်ကောကုမ္ပဏီမှာ share တွေနဲ့ပတ်သက်ပြီးလုံးမှာဆိုတော့အမြတ်ဝေစုတွေဘယ်လိုခွဲဝေမလဲဒါတွေအားလုံးခြေ level 1 2မှာသင်ရလိမ့်မယ်ဒါဆိုတော့မျိုးစား entity လုပ်ငန်း၃မျိုးရှိတယ် sole trader partnership company နော်အဲ့တော့ sole trader ဒီ owner only one တစ်ယောက်တည်းရှိရင်ပိုင်ရှင်တစ်ယောက်တည်းရှိရင် sole trader ပိုင်ရှင်2ယောက်အနည်းဆုံး2ယောက် at least 20အဲ့တော့တငယ်ချင်း2ယောက်စုဆက်လုပ်မယ်3ယောက်စုဆက်လုပ်မယ်ဆိုရင်ဒါ partnership ဖြစ်သွားပြီအဲ့လိုမဟုတ်ဘူး partnership ကနေဒါမှမဟုတ် sole trader ကနေ company ပုံစံပြောင်းမယ်ဆိုရင် company limited တို့เนาะ company PLC တို့အဲ့ဆိုရင် private တို့ public company တွေပြောင်းမယ်ဆိုရင်တော့ဒါ company ရဲ့သဘောတရားလုပ်ငန်းဖြစ်သွားပြီပေါ့เนาะဒီလုပ်ငန်းတွေချေတွေ့ရလိမ့်မယ်သင်ရလိမ့်မယ်